ဒီမှာကျွန်တော်ကဒီ access pedal လေးရဲ့ကောင်းတဲ့ချက်တွေမကောင်းတဲ့ချက်တွေကို review လေးလုပ်ပေးမှာဖြစ်ပါတယ်ဆိုတော့တခြား pedal မျိုးစားတွေနဲ့လည်း compare လုပ်ပြီးတော့တီးပြထားတာဖြစ်တဲ့အတွက်အဆုံးထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ဆိုတော့အရင်ဆုံးတော့ကောင်းတဲ့ချက်လေးတွေရင်စရအောင်ဒီ access pedal တွေအားလုံးက direct drive နဲ့ပဲလာတယ်ဒီကုမ္ပဏီက direct drive တွေပထမဆုံးစထုတ်တဲ့ကုမ္ပဏီဖြစ်တယ်ဆိုတော့ direct drive ဆိုတာလည်းပြောရရင်ကျွန်တော်တို့ခြေထောက်လေးလှုပ်လိုက်တာနဲ့ရှေ့က Peter ရွေ့သွားတယ်လို့မှတ်လို့ရတယ်chain drive တွေကကြောင့်နည်းနည်းလေးလေးတယ်သူတို့ပြ shaft တို့ rock တို့ fan တို့မှာသုံးများပေမဲ့ဒီ direct drive တွေကတော့အမြန်တီးရဲ့ music တွေ metal music တွေမှာသုံးရင်ပို့ပြီးတော့အသင့်တော်တယ် SSA series ကဆို VT ကဆို function လေးပါတယ်ကျွန်တော်တို့ football ကိုအနေအမြင့်လုပ်ချင်လို့ရှိရင်ဒီ Peter angle ကိုဖြုတ်ပြီးတော့လောက်ကြလေနော်အဲ့လိုလုပ်ပြမလို့ဘူးဒီကောင်လေးကိုဖြုတ်လိုက်တာနဲ့နှိမ့်ညာမြင့်တာကိုအခုရချလိုက်တယ်နှိမ့်ပါမြင့်သွားတယ်ဒီလို adjustment လုပ်လို့ရတယ်ဒီမှာကျွန်တော်အကြိုက်ဆုံးပိုင်းကဒီ Sonic Hammer Peter လေးသူကမြန်မှုနဲ့အတန်ကျဲဖို့အတွက်ကိုတည်တဲ့ design လုပ်ပြီးထုတ်ထားတာဆိုသူက P-Stran နဲ့ကတ်ချင်တာဝေးချင်တာကိုလည်း adjustment လုပ်လို့ရတယ်ဒါလေးဖြုတ်လိုက်မယ်ဆိုPeter ကလည်းဘယ်လောက်ထိရေးပါလဲဆိုတာအခုတွေ့ရတော့မယ်အခုဒီမှာ Tama ရဲ့ Iron Cobra CB90F Peter နဲ့ Axis Sonic Hammer Peter အခုရှင်းပြီးတော့ကြည့်ကြည့်မယ်ကျွန်တော်ရဲ့ e-drum ကအတန်အရန်တိုးတယ်ဒီဘူးမြ e-drum မှာအတန်အတိုးဆုံးပဲ2 box ဒါ Roland ဆိုတော့အတန်တိုးတဲ့ e-drum မှာတော့မှသူ Peter ကဘယ်လောက်ထိအတန်ကျအောင်ထွက်ပြနေလဲဆိုတာကြည့်ကြအောင်ခုနကဒီ Iron Cobra Peter နဲ့တီးတော့ note တွေ miss ဖြစ်နေတာတွေ့ရလိမ့်မယ်ထိချက်တွေမမှန်ဘူးဘာလို့လဲဆိုတော့ဒီကောင်အရန်ပေါ်တယ်သူမှာ rebound လုပ်ပေးနိုင်တဲ့ power မရှိဘူး developer တွေမှာအရေးကြီးဆုံးစိတ်ပိုင်းကဒီ drive shaft brand မကောင်းတဲ့ pedal တွေတော့မှဒီ drive shaft ကောင်းကောင်းတစ်ခုလောက်ဝယ်တက်လိုက်လို့ရှိရင် level pedal အတီးသေးတာကိုပေါ်သွားမှာဆိုဒီကောင်ကတော့ UTS series ဖြစ်တယ် universal drive shaft ပေါ့လေဘယ် pedal မှာမဆိုတက်လို့ရတယ်ဒီကောင်ကဆိုအရန်ပေါ်တယ်ဆိုတော့ဒါပေမဲ့နောက်ပိုင်း Axis ကထုတ်တဲ့ 5th generation DS3 ဆိုတဲ့ drive shaft တွေကအရန်ပေါ်တယ် zero latency ဖြစ်တယ်ဆိုတော့ဘယ်ဘက်ပဲအရန်မလေးတော့ဘူးပေါ့လေဒီပဲတဲ့နောက်ထပ်ထူးခြားတာတစ်ခုကဘယ်ဘက်ပဲကလည်း single pedal လုပ်လို့ရတယ်ဆိုတော့ bass နှလုံးနဲ့တီးလို့ရတာပေါ့လေကျွန်တော်ဒီ drive shaft ကိုဒါတွေက drive shaft ကိုဖြုတ်လိုက်မယ်ပြီးတော့ဒီမှာ spring တက်လိုက်မယ် hook clamp တွေတက်လိုက်မယ်ဆိုလို့ရှိရင်သူကလည်းနောက်ထပ် single pedal တစ်ခုဖြစ်သွားနောက်ဆုံးကောင်းတဲ့တစ်ချက်ကဒီ pedal ကစိတ်ပိုင်းတွေအားလုံး upgrade လုပ်လို့ရတယ်ဆိုဒီchain င်းပြက aluminum အခုနောက်ဆုံးထွက်တာဆိုလို့ရှိရင် carbon fiber chain င်းပြပိုပေါ့တယ်ပြီးရင် microtron spring tensioner ဒါတွေလဲလို့ရတယ်စိတ်ပိုင်းတွေအားလုံးကိုဖြုတ်တက်ပြီးလဲလို့ရတဲ့အချက်ကအရန်မိုက်တယ်ကောင်းတဲ့ချက်တွေပြောပြီးဆိုတော့မကောင်းတဲ့ချက်တွေကြောင့်ပြောပြမယ်ကျွန်တော်မကြိုက်တဲ့ချက်တွေပေါ့လေဒီ pedal မှာ measurement data တွေမပါဘူးတချို့ရက်တွေမှာကျွန်တော်တို့ကတီးလို့မကောင်းတဲ့နေ့ရှိလေနော်drum တီးလို့မကောင်းတော့ရှောက်ပြီးတော့နှိမ့်မယ်မြင့်မယ်လုပ်တယ်ဒါပေမဲ့တီးလို့မကောင်းပြန်ဘူးဆိုတော့ပုံမှန် setting ကိုပြန်သွားခြင်းနဲ့ဆိုမရှိတော့ဘူး measurement data မရှိတော့ဘာမှထားခဲ့လည်းမသိတော့ဘူးဆိုတော့အဲ့ဒီချက်ကိုကျွန်တော်မကြိုက်ဘူးဆိုတော့ဒီကုန်းချောက်မယ်ဆိုလို့ရှိရင်ဒီ Axis pedal ကျွန်တော်သုံးခုတည်းတစ်ဖက် pedal တွေမှာအကောင်းဆုံး pedal ပဲကျွန်တော်ငယ်တဲ့အရန်လိုချင်တာကျွန်တော်အိမ်မက်ပေါ့လေဆိုတော့ control လုပ်လို့အရန်ကောင်းတယ် speed အတွက်တင့်တော်တယ်power drumming အတွက်လည်းအရန်တင့်တော်တဲ့ pedal တစ်ခုဖြစ်တယ်ဒါပေမဲ့တစ်ခုတည်းထားမှာကဒီ Axis pedal ကကျွန်တော်တို့မြန်အောင်ကူညီပေးနိုင်တယ်ဒါပေမဲ့တကယ်မြန်အောင်လေ့ကျင့်ရမှာတော့ကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်တယ်ဆိုတော့အဲ့ချက်လေးကိုမမေ့ပါနဲ့ဒီနေ့ဗီဒီယိုလေးတွေကတစ်ခုခုသိသွားတယ်တစ်ခုခုရသွားတယ်ဆိုရင်တခြားလူတွေလည်းသိရအောင်ပြန်ပြီးတော့ share and like လုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်လာမယ့်တစ်ပတ်မှာပြန်တွေ့မယ် See ya